ကဲအားလုံးပဲမင်္ဂလာညာချမ်းပါလို့နော်မနေ့ပြန်ကျောင်းတော်ကြီးဖွင့်ပြီပေါ့နော်ကျောင်းတော်ကြီးဖွင့်ပြီဆိုတော့မနေ့ပြန်မန်ဒေးအတွက်နေကုံစာနေတိုက်ကိုလောက်ပါမယ်ခင်ဗျခဏလေးနော်ခဏလေးပါလို့ကဲအဲ့တော့ဆက်ပြောရမယ်ဆိုလို့ရှိရင်မနေ့ပြန်နေတိုက်အတွက်မြင်တွေ့ရတာလေးပေါ့နော်အဲ့လေးချက်ပြောမလို့ပါအဲ့တော့ဒီမှာပဲကျွန်တော်ချပြပေးပါမယ်တေချာလိုက်ကြည့်ပေးပါနော်အဲ့တော့မနေ့ပြန်ကကျွန်တော်တို့ဒီဘာခေါ်မလဲအရင်ဆုံးကျွန်တော်ကီးမလို့ပြဘိုင်းရင်ပြမယ်ဗျဘိုင်းနော်ဘိုင်းရင်ပြမယ်ဆိုကျွန်တော်တို့ဒီတောင်းဖြတ်ပေါ့နော်တောင်းဖြတ်ကကျွန်တော်တို့ဒီမှာ56ပေါ့နော်56ဆိုတော့96ဆိုတော့96ဆိုတော့9 3 ချိန်ပါနော်9နဲ့6နဲ့ပေါင်းတော့9ရဲ့ပါပါ3ညဆိုတော့9 3 ချိန်အဲ့ဒါဆက်မှရေးလိုက်ပါမယ်9 3 ချိန်နော်9 3 ချိန်ဆိုတော့ကျွန်တော်ဒီမှာဒီနေ့မှာပါထွက်သွားလဲ9ဆင်းတယ်နော်ဟုတ်ပြီတရက်စာ1ချိန်အနေနဲ့ပေါ့နော်တရက်စာ1ချိန်အနေနဲ့ပြတာပါအဲ့တော့နောက်နေ့အတွက်ကိုတွက်မယ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ14ပေါ့နော်1နဲ့4နဲ့ပေါင်းတော့9ဆိုတော့အဲ့ပြောမှဆိုရင်နောက်နေ့လဲ9 3 ချိန်ပဲ9 3 ချိန်ပဲနောက်နေ့လဲ9 3 ချိန်ပဲအဲ့တော့နောက်နေ့တွက်မယ်ဆိုလို့ရှိရင်လဲ83ချိန်ပေါ့နော်83ချိန်ရတာပေါ့ဆိုတော့ဒီမှာခုနကျွန်တော်ပြောဆိုပဲ9 3 ချိန်9ဆင်းပြီးရ9 3 ချိန်ကို3ညရောမနေ့ကညနေရောဆင်းပြီးသွား83ချိန်ဆိုတော့မနေ့က3ဆင်းပြီးသွားတယ်အဲ့တော့ကျွန်တော်ဒီမှာ3ည5ဆိုတော့9 3 ချိန်ပဲ9 3 ချိန်ဆိုတော့ဒီမှာ9 3အဲ့တော့မနေ့ကော9ညနေရော9ဆိုဆင်းပြီးသွားတယ်ဆိုတော့နောက်နေ့ကိုယူမယ်ဆိုလို့ရှိရင်3နဲ့5နဲ့ပေါင်းတော့8ပေါ့နော်8ဆိုတော့83ချိန်ပေါ့8ရဲ့ပါဝါ83ချိန်ဆိုတော့ဒီမှာညနေပိုင်းကို3ဆင်းပြီးသွားတယ်ပြောမယ်ဒါတရက်စာနေကုံ1ချိန်ပေါ့နော်နေကုံစာ1ချိန်ဆိုတဲ့အတွက်ကြောင့်မလို့နောက်တရက်အတွက်တွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ9 3 ချိန်ရတယ်အဲ့တော့9 3 ချိန်ဆိုရင်ဒီနေ့အတွက်လည်း9 3 ချိန်ပဲဆိုတော့မနေ့ပိုင်း9ဆင်းပြီးသွားတယ်9တစ်လုံးဆင်းပြီးသွားတယ်နော်ဟုတ်ပြီကဲအဲ့တော့နောက်နေ့ကိုဆက်သွားမယ်ဆိုတော့ဒီမှာ94နော်94ဆိုတော့38ချိန်ပေါ့နော်83ချိန်တူတူပါပဲနော်38ချိန်ဆိုတော့ဒီမှာကျွန်တော်ညနေပိုင်းကို3ဆင်းပြီးသွားတယ်နော်ပေါ်စီမြင်တွေ့ပါတယ်နော်ဆိုတော့ဒီမှာကျွန်တော်တို့9ပေါင်းတော့9 3 5ချိန်ပေါ့နော်9 3 ချိန်တူတူပါပဲဆိုတော့ဒီမှာလည်း9 3 ချိန်ဆိုညနေပိုင်းကို3ဆင်းပြီးသွားတယ်အဲ့တော့တင်းလင်းလာနေမနှက်ဖြန်အတွက်ကတကယ်လို့ဆက်ယူမယ်ဆိုလို့ရှိရင်ဒီမှာ1 3ဆိုတော့ကျွန်တော်တို့ဒီဘာခေါ်မလဲ16ချိန်ပေါ့နော်16ချိန်ဟုတ်ပြီ16ချိန်ရတယ်အဲ့တော့ तू ကမှန်လာတာဘယ်နည်းရရှိမလဲဆိုတော့1ရက်2ရက်3ရက်4ရက်5ရက်6ရက်9ရက်10ရက်10ရက်စတိုက်မှန်လာတာပေါ့နော်ဒီ1ချိန်ရတရက်စာ1ချိန်ရဟုတ်ပြီ1ချိန်ပြပြီးသွားပြီကျွန်တော်ဘိုင်းပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်ကနေစယူရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဟာဆိုလို့ရှိရင်ဒီဘောကနေယူလိုက်မယ်နော်ဒီဘောကနေပဲယူလိုက်မယ်ဆိုတော့ကကျွန်တော်ရောင်လေးနဲ့ဆိုရင်ခင်းရောင်လေးနဲ့လုပ်မယ်ပိုင်းအောင်နော်ပိုင်းအောင်ခင်းရောင်လေးနဲ့လုပ်မယ်ဆိုတော့အမှခင်းရောင်လုပ်တာ1 2 6ပေါင်းညပါရလေ
126ပေါင်းခြင်းကပြောရမယ်ဆိုလို့ရှိရင်9ပိုင်9ပေါ့နော်9ရတယ်9ရဲ့ပါဝါပါလဲဆို4နော်ဆိုတော့အဲ့ဘာရလဲဆို4ပိုင်ရတယ်နော်4ပိုင်ရတယ်4ပိုင်ဆိုတော့4ပိုင်ရတယ်အဲ့တော့အဲ့တလို့ပဲနောက်နေ့အတွက်ကိုယူမယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ပြောပြမယ်ခုန4ပိုင်ဆိုတာဒီမှာညနေ4ဆင်းပေးသွားတယ်ဒါပေမဲ့ဒီ1ချင်းနဲ့တော့မတွဲပါဘူး1ချင်းနဲ့တော့မတွဲပါဘူးเนาะဆိုတော့အမှနောက်နေ့အတွက်ကို9ရဲ့3ရဲ့4ရဲ့ပေါင်းတော့ဘယ်လောက်လဲ12ဆိုတော့2ရဲ့ပါဝါပါလဲခွန်ဆိုတော့ခွန်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်အဲ့နေ့အတွက်ကဘာရလဲရှုပ်တယ်ဗျာကျွန်တော်ပြောပြမယ်ကပ်ပဲပြန်ဟုတ်ပြီရပြီဆိုတော့အဲ့နေ့ကဘာရလဲဆိုတော့ခွန်ပိုင်ရတယ်เนาะခွန်ပိုင်ဆိုတော့ကျွန်တော်ဒီမှာပါဆင်းပေးသွားလဲခွန်ဆေးဆင်းပေးသွားသူက1ချင်းနဲ့တွဲထွက်သွားတယ်เนาะသတိထားမိလားမြင်လား1ချင်းနဲ့တွဲထွက်ပြီးသွားတယ်ခွန်ပိုင်နဲ့1ချင်းနဲ့เนาะဆိုတော့နောက်နေ့အတွက်ကိုကျွန်တော်ယူမယ်ဆိုလို့ရှိရင်ဒီမှာ3ညခွန်3ပေါင်းချင်းရပါလဲဆိုတော့3ည3ညပါဝါပါလဲဆိုရင်5 3ညရဲ့ပါဝါ9ရတယ်9ရတယ်ဆိုတော့ကျွန်တော်ဒီမှာဒီရက်မှာ9ပေါ့နော်ဒါပေမဲ့အဲ့နေ့ကျကြည့်လိုက်တော့လေ1ချင်းနဲ့သူတွဲမစင်းမြန်ဘူးပြဒီလိုလေးတော့ရှိရပါတော့ဘိုင်းနဲ့1ချင်းနဲ့ကိုယ့်အကိုအစင်ပြေရယူသုံးလို့ရတယ်1ချင်းဖြစ်ဖြစ်ဘိုင်းဖြစ်ဖြစ်နော်ကိုယ့်အကိုအစင်ပြေရယူသုံးလို့ရတယ်ဒါကျွန်တော်တွေ့ရမြင်တာလေးချပြပေးတာကျွန်တော်နေတိုင်းအဲ့လောက်အားတန်တာမဟုတ်ဘူးကျွန်တော်ကအဓိကကျွန်တော်ဇာတိုးမှုတွေအားတန်တာဗျပတ်တီးတို့နော် break တို့အခွေတို့နော်ကျွန်တော်အခုViber နေတိုင်း channel မှာကျွန်တော်3လုံးခွေပေါက်ပေးစေနေတာကြီးနဲ့ချပေးထားပါတယ်နော်3လုံးခွေခုမကြော်3လုံးခွေအဲ့ဒါလေးလည်းပြောပါတယ်နော် YouTube မှာတော့ကျွန်တော်တိတ်မတင်ဘူးဗျဘာလို့ဆိုတော့ YouTube ကခဏခဏ ban နေတော့ကြော်ကြအကောက်ပိတ်သွားမှာဆိုလို့အဲ့တော့ဒီမှာ9ပိုင်ရဆိုတော့ဒီမှာ9ဆင်းပြီးသွားနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နောက်နေ့အတွက်ဆက်သွားမယ်ဆိုလို့ရှိရင်ဒီမှာ3ရဲ့5ရဲ့9ရဲ့3 9 5ပေါင်းခြင်းကကျွန်တော်တို့ဗာရလဲဆိုတော့ခွန်အဲ့တော့ခွန်ရဲ့ပါပါလေနှစ်နော်အဲ့တော့နောက်နေ့မှာပါလေနှစ်ပါနောက်နေ့မှာနှစ်ပိုင်ရပါတယ်နှစ်ပိုင်အဲ့တော့သူကဒီဘိုင်းကဘာဖြစ်လဲဆိုတော့1ချင်းနဲ့တွဲပြီး9နှစ်ဆိုပြီးဆင်းသွားတယ်ပြောမှဆိုရင်ပြီးခဲ့တဲ့ပတ်တင်းလင်းလာနေမနေ့ပိုင်းပေါ့နော်9နှစ်ဆိုပြီးဆင်းသွားတယ်ဟုတ်ပြီအဲ့နောက်နေ့အတွက်ကကျွန်တော်ဒီမှာလုံးမယ်ဆိုရင်9ရဲ့2ကဲ9ရဲ့ဆိုတော့12နှစ်ရဲ့ပါဝါခွန်ဆိုတော့ခွန်ကဒီမှာဟောဒီမှာရှိတယ်ခွန်ကဒီမှာရှိရပါဒီ web ဆွတ်ချပေးလိုက်တော့နော်ဒီနေ့အတွက်ကခွန်ဆိုတော့ကျွန်တော်တို့ဒီမှာခွန်ပိုင်မနက်ပိုင်း9ခွန်ဆင်းပြီးသွားသူကအဲ့ဒီမှာကြာ1ချင်းနဲ့မတွဲဘူး1ချင်းနဲ့တွဲမထွက်ဘူးနော်1ချင်းနဲ့တွဲမထွက်သွားဘူးအဲ့တော့နောက်နေ့အတွက်ကိုယူမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကနောက်တစ်ဆင့်9ရဲ့ခွန်3ညပေါင်းတော့6ရဲ့ပါပါလေ1အဲ့တော့1ကကျွန်တော်တို့ဒီမှာတက်လို့ရေးလိုက်မနော်ဟုတ်ပြီတက်โอเคအဲ့တော့ဒီမှာ1ချင်းနဲ့တွဲပြီး9တက်ဆိုပြီးမနက်ပိုင်းမှာဆင်းသွားပြန်ကြလေတချို့လည်းကွဲကြတာပေါ့နော်မပေါက်တဲ့လူများကြပြန်ကြတချို့ကကြတော့ပြန်ကြထိုးရလူတော့ပေါက်မှာပေါ့နော်ဆိုတော့9တက်ဆိုတွဲဆင်းသွားတယ်အဲ့တော့နောက်နေ့အတွက်ကိုယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ9ရဲ့1ကဲ4ရဲ့ဆိုတော့3ညရဲ့ပါဝါပါလဲ9 3ညရဲ့ပါဝါ9ဆိုတော့ကျွန်တော်တို့ဒီမှာ9တစ်လုံးရှိရဆိုအောက်ကိုဆွဲချလိုက်မယ်အောက်ကိုဆွဲချလိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ9ဆိုပြီးတော့เนาะအဲ့ဒီကဖြစ်ချင်တော့မနက်ပိုင်းက1ချင်းလည်းမထီတာဘူးเนาะဘိုင်းလည်းမထီတာဘူးညနေက9-8-9-3ဆိုပြီးအပိုင်ရိုက်လိုက်လို့ရတယ်ဒီမှာညနေပိုင်း9-3ဆိုဆင်းသွားတယ်1ချင်းနဲ့ပိုင်နဲ့เนาะ
ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်နေ့အတွက်ဆက်သွားမယ်ဆိုတော့1ခွင်9ရဲ့ပေါင်းတော့73 3ရဲ့ပါဝါပါလေ8เนาะ3ရဲ့ပါဝါ8အဲ့ဒီကမှတ်မိပါပါတောက်ကြနေကျွန်တော် Viber channel မှာကျွန်တော်8ပိုင်ဆိုပြီးတင်ပေးခဲ့တာเนาะ8ပိုင်ဟုတ်ပြီအဲ့တော့အဲ့ဒီမှာဘာဖြစ်လဲမနက်ပိုင်းဝမ်းကြီးမထီပါဘူးတွေ့ရနော်88ဆိုဆင်းသွားတယ်အဲ့ညနေပိုင်းမှာဒီ8ကဲ9တုံညာချင်းအပိုင်ရိုက်လို့ရှင်8580နှစ်ကွက်ပဲရှိတယ်ဒီမှာ80ဆိုဆင်းသွားတယ်နော်အဲ့တော့မနက်ဖြန်အတွက်အဖွင့်နေအတွက်ကိုကျွန်တော်တို့ဒီမှာပေါင်းလိုက်မယ်ဆိုရင်88တုံညာဆိုတော့6ရဲ့ပါဝါ1နော်6ရဲ့ပါဝါ1ဆိုတော့ကျွန်တော်တို့ဘာရလဲ1ပိုင်ရတယ်နော်1ပိုင်ရတယ်1ပိုင်ရတယ်ဟုတ်ပြီအဲ့တော့အမှမြင်တစ်ပိုင်ရတယ်နော်ဟုတ်ပြီတစ်ပိုင်ဆိုတော့မှာဝမ်းကြီးကလည်း16ချင်းဘိုင်းကလည်းတစ်ပိုင်ဆိုတော့တစ်ကတော့တော်တော်လေးမာနေပေါ့နော်ပြောမှဆိုရင်တစ်ကတော့တော်တော်လေးမာနေအဲ့တော့ကျွန်တော်ဝမ်းချင်းရပြီဘိုင်းရပြီအဲ့တော့ကျွန်တော်ကီးပြပါမယ်နော်ကီးပြမယ်ဆိုတော့ဒီကအလွယ်ယူနီးလေးရှိရဗျကျွန်တော်ခတ်တာတွေတော့မပြတော့အလွယ်ယူနီးလေးပဲပြပေးမယ်အလွယ်ယူနီးကအလွယ်ယူနီးကကျွန်တော်ဘယ်ကနေစပြမလဲခဏနေကျွန်တော်တစ်ချက်ကြည့်လိုက်ပါဦးမယ်ဟုတ်ပြီအလွယ်ယူနီးကျွန်တော်ဒီကနေပြပါမယ်เนาะကီးယူနီးကိုအလွယ်ယူနီးပြမယ်ဆိုတော့ကအဲ့တော့ကျွန်တော်ဒီဟာကိုအယောင်လေးနဲ့သတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အပြာရောင်သတ်မှတ်လိုက်ပါမယ်เนาะကီးယူနီးဆိုတော့3 4 3ဆိုတော့ပေါင်းလိုက်တော့ပါရလဲ3ညရတယ်အဲ့တော့3ညပါဝါ9 3ည2ခက်ခွန်3ည5ခွန်ကီး3ည5ခွန်ကီးရတယ်နော်3ည5ခွန်ကီးရပါတယ်အဲ့တော့ကအဲ့တော့3ည5ကပြောမယ်ဆိုလို့ရှိရင်ကီးရောဝမ်းချင်းရောတွားတိုက်ဆိုင်ဆိုတော့သူတို့ကတွဲထွက်တာတော့ရှိမယ်ရှားတာပေါ့နော်ရှားတာပါဆိုတော့ကျွန်တော်ပြောချင်တာကနောက်ဆုံးဒီဟာ3.5ခွန်ကီးရ3လုံးနဲ့ယူတာပေါ့နော်တကယ်လို့နောက်တနည်းယူမယ်ဆိုရင်3.5နော်3ရဲ့နှစ်ခက်ကခွန်5ရဲ့နှစ်ခက်က3ဒီလိုတွဲ4လုံးယူလိုက်လို့ရကီးကိုအဲ့ဒါဆိုတော့ပူသေးကြတော့ပေါ့ဗျာနော်ဝမ်းငိမ့်နဲ့ကီးနဲ့တော့တစ်ချိန်တော့ထွက်သွားပြီနော်ဒီမှာဝမ်းငိမ့်နဲ့ကီးနဲ့9 3ဖယ်ခြင်းလည်းရတယ်ဝမ်းကြီးနဲ့တူလို့ဖယ်ခြင်းလည်းရတယ်နော်မဖယ်လည်းရတယ်အဲ့တော့ဒီမှာဘာထွက်သွားလဲညနေကိုဆိုတော့ဘိုင်နဲ့တွဲထွက်သွားတယ်နော်4 3ဆိုညနေကိုဘိုင်နဲ့တွဲထွက်သွားတယ်နော်ဒီမှာ9 3ဆိုပြီးတော့လည်းမနက်ပိုင်းဆင်းသွားတယ်နော်တကယ်လို့ဒီအိုင်ကောင်ထိုးမယ်ဆိုတော့ပေါက်တာပေါ့နော်အကွက်တော့များသွားတာပေါ့ကိုကဟော့ထိတ်လေးနဲ့တိုက်ပြီးတော့နည်းနည်းချိန်လို့ရတာပေါ့နော်ဟော့ထိတ်လေးနဲ့တိုက်ပြီးချိန်လို့ရနောက်တစ်ခုကကိုကဘိုင်ဦးစားပေးလို့ရတယ်နော်ဘိုင်ဦးစားပေးလို့ရတယ်နော်အဲ့ဒီချက်ရှိတယ်ဝမ်းချင်းလည်းဦးစားပေးလို့ရတယ်ဘိုင်ကပြောမယ်ဆိုမှန်လားဘယ်နဲ့တောင်ရှိပြီလဲဒီပေါ်ကနေကြီးမယ်ဆိုလို့ရှိရင်963နော်963ဆိုတော့18နော်18ရှေ့ရဲ့ပါဝါ3ဘိုင်ဒီမှာ3ဆင်းတယ်ပြောမယ်ဘိုင်ကယူလာတာရက်တော့တော်တော်များနေပြီဘိုင်ကမှန်တယ်တော့ကြောင့်ဆိုတော့ကျွန်တော်ကီးယူနီဆက်ပြမယ်နော်ကီးအပြည့်စုံယူတဲ့နေရာဒီမှာခွန်3 3ညခွန်3 3ညလည်းပေါင်းခြင်းကဒါပဲတော့3ည5ခွန်3ဆိုတော့ဒီမှာလဲ9 3ညရက်ပါနေပြန်ရောနော်အဲ့တော့ဒီမှာ3ည3ဆိုပြီးတွဲထွက်တာပဲတွေ့လားဝမ်းချင်းနဲ့ကီးနဲ့လည်းတွဲထွက်တာပဲဘိုင်းနဲ့ကီးနဲ့လည်းတွဲထွက်တာပဲဘိုင်းနဲ့ဝမ်းချင်းနဲ့လည်းတွဲထွက်တာပဲတွေ့လားဒီမှာ3ညခွန်3 3ညအဲ့တော့ဘောစီမျိုးကြီးနည်းနည်းကျွန်တော်ပြရတာလေး3လို့ရတယ်နော်
ဟော့ထိတ်နေတယ်ဟော့ထိတ်လေးနဲ့တိုက်ပြီးသုံးလို့ရတယ်ဟော့ထိတ်လေးနဲ့ညီးရဟာလေးကြီးတယ်လို့ကျန်တဲ့ဟာကာဗာအနေနဲ့ထိုးကြီးကာဗာအနေနဲ့ထိုးရတာပဲအဲ့လိုပဲဆိုတော့နောက်နေ့တော့ကျွန်တော်ကီးပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ959ပေါ့နော်959ကပြောမယ်ဆိုလို့ရှိရင်23ပေါ့နော်23ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကီးယူမယ်ဆိုလို့ရှိရင်3ရက်ပါပါ8 3ရက်နှစ်ခတ်5 8ရက်နှစ်ခတ်1ဒီလိုလေးရပါတော့ကီးအပြည့်စုံဆိုလို့ရှိရင်ဒီလိုလေးရပါတယ်ဆိုတော့အမှဘာနဲ့ဘလို့တွဲထွက်ကြလဲဆိုလို့ရှိရင်ဒါကတော့ဘောစီမျိုးမြင်တက်အောင်ပြောပြတာပေါ့နော်ဒီနေ့ကတော့တွဲမထွက်ဘူးဗျတွဲမထွက်ဘူးဒါပေမဲ့ဘာသွားတွေ့ရလဲဆိုလို့ရှိရင်ဒီမှာငါးတစ်လုံးမာတာသွားတွေ့ရတယ်ပိုင်ပေါ့နော်ငါးစိတ်ဟိုဟာမဖြစ်လဲပတ်ချလိုက်ပေါ့ငါ့ကိုဆိုတော့ဒီမှာသူကကီးနဲ့တော့မညှိပါဘူးဗျကီးနဲ့ညှိရဆိုညနေမနက်ပိုင်း3-9ဆင်းတယ်ဒီမှာ3-3တော့သွားတူနေဗျဆိုတော့မညှိရလည်းရှိရပေါ့နော်မညှိရလည်းရှိရဒါကီးတို့ပိုင်တို့ဝိုင်းချင်းတို့ယူရနေကိုယ့်ဟာအဆင်ပြေယူသုံးလို့ရတယ်ကျွန်တော်ပြရတဲ့ဒီဟာတွေကောတော့ဟိုပိုင်4ပိုင်ယူလဲ4ထွက်တာပဲเนาะဝိုင်းချင်း9-3ညယူလဲ9-3ညထွက်တာပဲဒါမှမဟုတ်ကီးပဲယူသုံးမယ်ဗျာကီးယူသုံးလဲကီးလဲထွက်တာပဲเนาะမနေ့ကညနေရောထိတာပဲဒီမှာလဲမနေ့ကညနေရောထိတာပဲကီးရဒီမှာလဲ3-8-5-1မနေ့ကညနေရောထိတာပဲဆိုလေသဘောပေါက်တယ်မလားအဲ့တော့နောက်ဒီနေ့အတွက်ကိုကျွန်တော်ကီးယူပြမယ်เนาะကီးယူပြမယ်เนาะ251เนาะ251ဆိုတော့ပေါင်းခြင်းကပြောမယ်ဆိုလို့ရှိရင်8ဆိုတော့8ရဲ့ပါဝါ3 8နှစ်ခတ်1 3ရဲ့နှစ်ခတ်5 8 3 1 5ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီမှာပါထိသွားလဲကီးကိုကြည့်လိုက်တစ်ထိရတွေ့နော်ဒီမှာ5မနေ့ကညနေရောထိရ5ကီးလည်းမနေ့ကညနေရောထိနေဒီမှာလည်းမနေ့ကညနေရောထိနေကီးလည်းကောင်းတယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီမှာဘိုင်းနဲ့ကီးနဲ့လည်းတွဲထွက်တာပဲနော်ဘိုင်းနဲ့ဝမ်းကြီးနဲ့လည်းတွဲထွက်တာပဲနောက်ဆုံးအကုန်ထိုးမယ်ဆိုတော့နှစ်သီးသားပေါက်ရင်ပေါက်အောင်မှာအဲ့လိုကွက်လေးရရှိတာပေါ့ဆိုတော့ဒီကောင်ကပြောရမယ်ဆိုလို့ရှိရင်3-5 ခွန်3အဲ့ဒီမှာ9-3စင်းသွားတယ်ခွေလဲခွေသွားတယ်ဗျကီးကိုဒီမှာ3-5 ခွန်3မနေ့ကညနေရောခွေသွားတယ်ဟုတ်ပြီအဲ့ဒါဆိုဒီမှာ3-8-5-1ဒါကြောင့်မခွေသွားဘူးမစင်းသွားဘူးเนาะခွေမစင်းသွားဘူးမစင်းသွားပဲဒီနေ့တက်ကကီးနဲ့လည်းမတွဲဘူးပိုင်နဲ့လည်းမတွဲသွားဘူးကိုမရောက်ဒီမြောက်ဖြစ်သွားတာပေါ့ဒါမဲ့ထွက်တာတော့သူ့ဟာသူတော့ထွက်သွားတာပဲဒီမှာကျ8315ဆိုတော့ဒီမှာ51เนาะခွေစင်းသွားတယ်ဒီမှာကီးနဲ့လည်းဝမ်းချင်းနဲ့လည်းကီးနဲ့လည်းတွဲထွက်တာပဲเนาะဘိုင်းနဲ့လည်းကီးနဲ့တွဲထွက်တာပဲဘိုင်းနဲ့လည်းဝမ်းချင်းတွဲထွက်တာပဲအဲ့လိုကွက်လေးရှိတယ်ဆိုတော့ဒီနောက်နေ့အတွက်ကိုပြောရမယ်ဆိုလို့ချင်းခွန်3-3 sorry ကျွန်တော်မှားကုန်ထင်တယ်ကျွန်တော်မှားကုန်ပြီထင်တယ်ဒီလိုလေးအောက်ချလိုက်နော်ကျွန်တော်အပေါ်အောက်တွေမှားကုန်တာ sorry ကျွန်တော်ပြန်ပြောမယ်နော်ကျွန်တော်ပြန်ပြောမယ်အဲ့တော့ဒီမှာဒီကီးရအောက်ရောက်သွားတယ်ကီးရအောက်ရောက်သွားတယ်ဆိုတော့ဒီမှာတွဲထွက်တာပဲနော်အဲ့တော့ဒီကီးရလည်းအောက်ရောက်သွားတယ်နော်ဒီမှာလည်း9ထွက်တယ်ဒီမှာလည်း3ထွက်တယ်ကီးလည်းထွက်ထိတာပဲနော်အပေါ်အောက်လေးနည်းနည်းလွဲသွားတာ sorry ဗျာနော်ဒီချက်လေးပြန်ကြည့်ပြီပါနော်ဆိုတော့ဒီမှာ8315ဆိုတော့ဒီမှာညနေပိုင်း3မဲ့ထိသွားတယ်နော်3မဲ့ထိသွားတယ် sorry ဗျာနော်အပေါ်လေးမှားသွားပြီအဲ့တော့ဒီနေ့အတွက်ကိုယူမယ်ဆိုရင်ဒီပေါ်ဟာကိုပြောမယ်ဒီနေ့အတွက်ဟာကိုယူမယ်ဆိုလို့ရှိရင်ဒီပေါ်ဟာကိုယူရတာနော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီမှာကျတော့3ညဆိုတော့ဒီဘောဟာပဲဆွဲယူလိုက်တော့မှာနော်3ည5ခွန်3ကီဆိုတော့5ထီသွားတယ်နော်5ထီသွားတယ်ဘိုင်းနဲ့လည်းတွဲထွက်တယ်ကီးနဲ့ဘိုင်းနဲ့တွဲထွက်တယ်ဝမ်းကြီးနဲ့ဘိုင်းနဲ့လည်းတွဲထွက်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်နောက်နေ့အတွက်ကီးယူမယ်နော်148နော်ပေါင်းချင်း73ဒီဟာယူလို့ရတယ်3ဆိုတော့3ပါဝါ8 3နှစ်ခတ်5 8နှစ်ခတ်1နော်အဲ့တော့ဗာထိတယ်3ထိရယ်5ထိရယ်5ထိရယ်နော်
တွဲခွေတောင်ထွက်တယ်ဗျဒီကြီးကအရှင်းဆုံးပြောရင်လေးလုံးကခွေထွက်နေအဲ့တော့နောက်ဆုံးအရှင်းဆုံးပြောလို့ရှိရင်ဘိုင်နဲ့လည်းသွားရထွက်ရင်လည်းထွက်တာပဲနော်93ဆိုရဒီမှာနော်နောက်ဆုံးဒီမှာဘိုင်နဲ့ဝမ်းချင်းနဲ့လည်းတွဲထွက်နေရပဲအဲ့လိုကွက်လေးတွေရှိရပါတော့ဆိုတော့နောက်နေ့အတွက်ကိုယူမယ်ဆိုလို့ရှိရင်ခွန်93ပေါင်းချက်5ဆိုတော့အခုဟုတ်ပြီအစ်စ်ရေးမယ်ဆိုတော့5ပါဝါ3.5နှစ်ခတ်3 3.2နှစ်ခတ်ခွန်ဟုတ်ပြီ9.3ခွန်နော်9.3ခွန်မှာပါလဲဆိုတော့80ဆိုကြီးထွက်သွားတယ်နော်80ဆိုကြီးထွက်သွားတယ်ဒီအဲ့ဒီကကြောင့်ကြီးရတော့ခွေမထွက်ဘူးနော်ဒီမှာ9.3ချိန်80ဒီမှာ80ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ8.8နော်8.8ဆိုတော့ပေါင်းည16အမှစတဲ့အခုကျွန်တော်ပြချင်တာအဲ့ကိုပြချင်တာ6ပါဝါ1 6နှစ်ခတ်9 1နှစ်ခတ်8 6 1 9 8ဒီအောက်ဟာတရက်ကျော်သွားတယ်ဆိုတော့8 5ဆိုတော့ဒီလိုလေးလဲမှာကျွန်တော် live တစ်ခါမလွှင့်ဘူးဗျ live ကတစ်ခါမှမလွှင့်ဘူးဒီလိုကဏ္ဍပြပြီး live တစ်ခါမလွှင့်ဘူးကိုယ့်အဝတ်တွေ့တာများတယ်အဲ့တော့အမှားရင်းလေးရှိရင်တိကျပြီးကြည်ပေးကြပါလို့နော်live ပြန်လာကျွန်တော်ဗီဒီယိုတင်တာပထမဆုံးမဟုတ်လို့ပါနော်ဆိုတော့9.3ညဆိုတော့9ပါဝါ9နှစ်ခတ်3 3နှစ်ခတ်ခွန်ဟုတ်ပြီ9.3ခွန်ဒီမှာ6တစ်ဆိုတော့ပြောမှဆိုလို့ရှိရင်ဒီမှာကျွန်တော်ပြချင်တာတစ်ဗိုင်လည်းရှိရယ်တစ်ဝမ်းချင်းလည်းရှိရယ်တစ်ကီလည်းရှိရယ်เนาะဒီမှာ6ဝမ်းချင်းလည်းရှိရယ်6ကီလည်းရှိရယ်အဲ့တော့မနေ့ပြန်ကဒါပဲခွေထွက်နိုင်မလားဒါနဲ့တွဲထွက်မလားဒါနဲ့တွဲထွက်မလားဒါနဲ့တွဲထွက်မလားဆိုတာတော့မပြောတတ်ဘူးเนาะအဲ့တော့ပြောချင်တာဘောစီမျိုးကြီးဘိုင်ယူသုံးမလားဝမ်းချင်းယူသုံးမလားကြီးယူသုံးလားကြိုက်တာယူသုံးလို့ရတယ်ဒီမှာ20လဲပြတာယူပါဘောစီမျိုးကိုယ်တိုင်လဲကိုယ့်အကိုတွက်လို့လည်းရတယ်เนาะအဲ့အလီလာတက်ပြတာပါလို့เนาะနေ့ပြန်တွက်ဖို့ကဲအားလုံးပဲကိုနိုင်ပါဗျနေ့ပြန်ပေါက်ကြပါသည်